Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီ web fruit တွေကိုတွားယူမယ်ပေါ့နော်ကျွန်တော်ဒီ web fruit တွေကအားကြောင့်1 BG လို့ပါဒီ block fruit တဲမှာတော့ဒီအတီးတွေကို block fruit လို့ခေါ်မှတယ်စကိုတွားလိုက်ကြစို့စပိုက်ဒါမန်လားမသိဟာတမ်းနောက်ပြန်သွားရင်ရောက်ပြီအရှိထွက်သွားဒီပတ်စံ1 မီလီယံဖြစ်နေရတဲ့ဒီရာတာတယောက်ပေးထားလို့ပေါ့နော်ဒီဟာလေးကိုကျေးဇူးတင်ပါတယ်လို့ဒီလားကောင်းမယ်အားရှော့သွားတယ်ဘူးမယ်စကူထပ်သွားမယ်ဟာရှော့စောတော့ဦးဆုံးပါပဲလက်စကူလက်စကူကဲရီမဟုတ်ငါကော်မရှင်တို့ကောက်ဝယ်ခိုင်းလို့နေသားပါသားမှာလေကောင်းမြင့်ဟာမရတော့ကော်မရှင်တို့ငါကောက်ဝယ်ခိုင်းလို့ဟောလို့ရတယ်အားမယ်ဆက်ဟောလေကောက်တွေဝယ်ယူရင်လည်းဆိုရင်တော့ကြော်ကြီးဘယ်လောက်ရှော့ရှိပါလဲတယ်ဒီဘက်မှာကြော်ကြီးဘယ်လောက်ရှော့လေးရချလိုက်ပါဒါပါပဲဆိုတော့ဗီဒီယိုလေးစားကြတာမယ်တီဗီအကျလက်ပိုးလေးတော့ဟုတ်တိုင်းအားပြပြကိုရဲလားတိုင်းကိုရဲညောင်လို့ဖတ်တော့တိုင်းထွက်သေးတော့ကိုရဲအားပြပြတော်ရအောင်အဲ့တော့အောင်မစင်းရတော့ဟာတေတော့ငါဟိုးอ่ะတိုင်းလက်စကူအောင်နိုင်ကိုရဲအောင်ပြီလို့ဟဲ့တေးရောဆိုတော့ဗီယိုလေးစားကြတောင်းမယ်ပြောတာဟုတ်လို့ဟိုးอ่ะလက်စကူဟိုကကိုရဲမဟုတ်အဲ့ဒါဇမင်းအောင်လည်းဖွင့်တယ်လေဘာလို့ဒါဒီလို့ပဲလက်စကူဖွင့်မှာဘူးတောင်းမယ်ဖွင့်လို့ပဲကောင်ရာကြတော့မလို့အားလည်းမယူပါဘူးအဲ့မှာလုံးလိုက်အလဲထွက်လိုက်အဲ့မှာလုံးလိုက်လဲတိုင်းအဲ့မှာလို့ရှိရင်မလုံးတယ်လုံးကြည့်တယ်လက်စကူဖွင့်လိုက်ပါရှိဟာတိုင်းတော်ရအောင်ပြေတော့မှာဇမင်းအောင်ပါတောင်းလက်စကူအဲ့တော့ချင်းနဲ့အကိုက်ဆံမျိုးနေလိုက်နေရပြီလက်ကျတဲ့ရပြီကယ်ရီမြင်လာရတယ်
တောင်းမယ်တောင်းမယ်ယောဟောတောင်း အဲ့ဒါဟိုဘောနေလုံးထုံးတော့ကိုကြီးတော့ဟိုဘောနေဆိုတာ တေရောခေါ်သေးရောတေတော့မလို့ တော့ ဟာတော်တယ် ဟိုအမှန်ကိုကိုပေးထားလိုက်ပြီ ဟာမလေးဟာယောတောင်း ဘောကြတော့များတော့ တောင်းမယ် နေနေကိုနေ ဒီဗီဒီယိုကတော့ပါပဲ ညရရ အဆုံးထိကြည့်ပြီးတော့ ဘယ်နေရလဲ ဘိုင်ဘိုင်